Wii Sport ဟာဆိုရင်တော့ Nintendo ကဖန်တီးထားတဲ့ simulation game တစ်ခုဖြစ်ပြီးတော့မှ2006ခုနှစ်မှာ Wii console နဲ့အတူထွက်ရှိလာခဲ့ရဖြစ်ပါတယ်။ game ဟာဆိုရင်တော့ Wii game ရဲ့သမိုင်းမှာရောင်းအားအများဆုံးဖြစ်ပြီးတော့မှသမိုင်းတစ်လျှောက်ရောင်းအားမြင့်တဲ့ game တွေထဲမှာပါဝင်တာဖြစ်ပါတယ်။စုစုပေါင်းအနေနဲ့ကတော့82 million copy ရောင်းချခဲ့ပြီးတော့မှမတ်လ24ရက်နေ့အထိ data ဖြစ်ပါတယ်။ game ရဲ့အဓိကထူးခြားချက်ကတော့ motion control ကိုတုံးထားတာဖြစ်ပြီးတော့မှ Wii Sport ကိုလက်ထဲမှာကင်ထားပြီးတော့မှတင်းနဲ့ racket bowling ball golf club အစရှိတဲ့လှုပ်ရှားမှုတွေကြောင့်အဲ့ခေတ်တော့တော်တော်ဆန်တက်ခဲ့တာဖြစ်ပါတယ်။ပါဝင်တဲ့အားကစား၅မျိုးကတော့ tennis basketball golf bowling boxing တို့ဖြစ်ပါတယ်။ Nintendo ဟာ Wii console တွေကိုအတစ် motion sensor နည်းပညာကိုလူတွေလွယ်လွယ်နားလည်စေဖို့အတွက် demo အနေနဲ့စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။